အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့ကျွန်တော်ဆောင်းအဝင်တုန်းကရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာရာသီဥတုနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုဆရာမနဲ့အမေးဖြေလုပ်ထားပါတယ် Какие времена года в России? В России 4 времени года. Осень, зима, весна, лето. Спасибо ရုရှားမှာရာသီဥတုဘယ်နှမျိုးရှိတယ်လဲလို့ကျွန်တော်မေးထားတာဖြစ်ပါတယ်ဆရာမကရုရှားမှာဆောင်းဦးဆောင်းနွေဦးနွေဆိုပြီးတော့ရာသီဥတု၄မျိုးရှိတယ်လို့ပြန်လည်ဖြေကြားထားပါတယ် Еще вопрос. Какое ваше любимое время года? Я люблю лето. Летом можно куда-нибудь поехать, отдыхать, встретиться с друзьями, весело провести время. Летом тепло, летом можно долго-долго гулять, потому что день длится очень долго, светает рано. Чудесное время года лето. Спасибо အဲ့တော့ကျွန်တော်ရှေ့မှာဆရာမနဲ့အမေးဖြေလုပ်သွားတဲ့အထက်မှာကကူရဲ့ Vache Lubimaya Vremya Goda ပေါ့နော်နှစ်တစ်နှစ်ရဲ့ဘယ်ဟာဒီကိုအကြိုက်ဆုံးလဲလို့ကျွန်တော်မေးလိုက်တာဖြစ်ပါတယ်အဲ့ဒီမှာဘယ် adjective ကိုသုံးသွားလဲဆိုရင် Lubimaya ဆိုတဲ့ဘယ်ဟာကိုအကြိုက်ဆုံးလဲဆိုတဲ့ adjective ကိုကျွန်တော်သုံးသွားပါတယ်အဲ့တော့အဲ့ဒီ adjective ကိုဘယ်နေရာတွေမှာသုံးလို့ရမလဲဆိုရင်ကျွန်တော်တို့ကတစ်ခုခုကိုရွေးချယ်မဲ့နေရာတွေပြီးတော့ပုံမှန်ထက်ပိုပြီးတော့ကိုကအကြိုက်နှစ်တဲ့အကြောင်းကိုထုတ်ဖော်ခြင်းတဲ့နေရာတွေမှာကျွန်တော်တို့ဒီ Lubimi ဆိုတဲ့ adjective ကလေးကိုရုရှား noun တွေရဲ့ဒီအထီးအမပေါ့နော် on အာနာအာနိုအာညီအလိုက်ပြောင်းလဲပြီးတော့ကျွန်တော်တို့ကသုံးလို့ရပါတယ်ဥပမာအနေနဲ့ကျွန်တော်သုံးပြပါမယ်Lubimi sport ပေါ့နော်ဘယ်အားကစားကိုကြိုက်ဆုံးလဲဥပမာအဖြစ်ဘောလုံးကန်တာလားပြီးတော့ Lubimaya Jevushka ဘယ်ကောင်မလေးကိုကြိုက်တာလဲကိုကြိုက်တဲ့ကောင်မလေးပေါ့နော်ပြီးတော့ Lubimaya Miesta ငါအကြိုက်နှစ်တဲ့နေရာကိုကမော်စကိုပိုကြိုက်လားဒါမှမဟုတ်စိန့်ပီတာစဘတ်ကိုကြိုက်လားပြီးတော့ Lubimi ရဲ့ Chisi ဘယ်နာရီတွေကိုငါပူကြိုက်တယ်အစရှိသဖြင့်သုံးလို့ရပါတယ်အခုတော့ဆီယာမနဲ့ဒီအမေးဖြေလေးလုပ်ရင်းနဲ့ကျွန်တော်တို့လာတဲ့ Coffee and Ponchiki ဆိုတဲ့ဆိုင်လေးကိုရောက်ရှိလာပါပြီဒီဆိုင်မှာတော့ခဏခဏထိုင်ပြပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဆိုင်မှာ coffee ကလည်းကောင်းပါတယ်ဈေးလည်းချိုပါတယ်ပြီးတော့ဒီ Ponchiki ဆိုတဲ့ရုရှားရိုးရာမုံလေးတွေလည်းစားလို့အရန်ကောင်းပါတယ်အဲ့တော့ကျွန်တော်နဲ့အတူအထဲဝင်ကြည့်လိုက်ရအောင်ဆိုင်လေးကတော့အိမ်ဆိုင်လေးဖြစ်တဲ့အတွက်နေရာကတော့တိတ်အကျယ်ကြီးတော့မဟုတ်ပါဘူးဒါပေမဲ့သူ့နေရာနဲ့သူတော့အဆင်ပြေပါတယ်ပြီးတော့ဆိုင်ရဲ့ decoration ကိုလည်းပဲအခုလိုမျိုးအမှတ်တရပစ္စည်းလေးတွေနဲ့ပြသထားပါတယ်ဒီကောင်တာမှာတော့ကျွန်တော်တို့အစားအသောက်တွေမှားရတာဖြစ်ပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်တို့ဆိုင်မှာရတဲ့မုံတွေမျိုးစုံကိုပြသထားပါတယ်ဒီဆိုင်မှာ coffee တွေရမယ်ကိတ်မုံတွေရမယ်ပြီးရင်ကျွန်တော်တို့ရင်းနှီးချမ်းလည်းရပါတယ်ကျွန်တော်ဒီဆိုင်မှာစိတ်ဝင်စားတာလေးတစ်ခုပါလေအခုကျွန်တော်ရှေ့မှာပြတဲ့ပကြီကားချက်လေးပေါ့နော်ဒီပကြီကားချက်လေးတွေကကောင်မလေးကကျွန်တော်မြန်မာကောင်မလေးနဲ့တူတယ်လို့ပဲဖြစ်ပါတယ်အခုတော့ကျွန်တော်တို့မှာထားတဲ့ဒီ Ponchiki နဲ့ coffee လေးတွေရောက်ပါပြီဆရာမမှာထားတာတော့မရောက်သေးပါဘူးဒီမှာအခုလိုမျိုးဒီရှေးတုန်းကသုံးတဲ့ဒီစစ်ချုပ်တဲ့စစ်တွေပေါ့နော်အဲ့ဒါတွေလည်းရှိပါတယ်ပြီးတော့မီးဘူးတိုက်တဲ့မီးဘူးတွေလည်းရှိပါတယ်ဆိုင်ထဲမှာရေးထားတာလေးတစ်ခုတွေ့လို့ကျွန်တော်ရိုက်ကူးခဲ့လိုက်ပါတယ်ရုရှားလိုရေးထားတာလေးကိုဖတ်ပြရမယ်ဆိုရင်တော့ Bog не мог уследить за всем поэтому он создал бабушек လို့အဓိပ္ပာယ်ရပါတယ်မြန်မာလိုအဓိပ္ပာယ်လေးကိုသိရှိတယ်ဆိုပါကအောက်က comment ထဲမှာဖြည့်ပြတော့ကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်